rotate to ဒီ rotate to အသုံးပြုတဲ့ဟာလေးကိုပြောပြမယ် rotate to ကကြတော့ဥပမာသဝိုင်းလေးကိုယူလိုက်မယ်ပေါ့နော်သဝိုင်းလေးကိုယူပြီးသွားပြီဆိုရင်ဒီ rotate to ကိုသုံးလို့မယ်ဆိုရင် rotate to လေးကိုပြန်ခေါ်ထုတ်ထားမယ်အဲဆိုရင်ဒါကြ reflect to ဒါကြ rotate to ခုပထမဆုံး rotate to ကိုပြောမယ်ဒီ rotate ဆိုဒီ center ဒီ center ကနေပြီးတော့ဒီ rotate to လေးကနေပြီး rotate to လေးကိုခေါ်ချင်တယ်ဆိုရင်အခု center point လေးပေါ်မှာ order key ဖိပြီးတော့တစ်ချက်နဲ့လိုက်ပြီးသွားပြီဆိုတော့ဒီမှာ rotate ပေါက်လေးကြာလာမယ် rotate ပေါက်လေးကြာလာပြီဆိုရင် degree ဘယ်လောက်ဆောင်းချင်တာလဲလက်ရှိဒီပုံလေးက degree ဘယ်လောက်ဆောင်းချင်တာလဲဥပမာ degree 20ဆောင်းမယ်20ဆောင်းပြီးသွားပြီဆို preview ကိုခဏအမှတ်ကြည့်ဖြုံးမယ်ပြီးရင် preview ကိုပြန်ကြည့်မယ်ဒီပုံစံလေးဆောင်းသွားမယ်ပေါ့နော်အဲ့ဒါလေးကိုမူရင်းပုံကိုပဲဆောင်းသွားပြီးတော့ဆောင်းမူရင်းပုံကိုပဲတစ်ခုတည်းပဲလိုချင်တယ် copy ပွားမယူချင်ဘူးလို့ okay အဲဆိုဒီပုံလေးတစ်ခုတည်းပဲသူကပွားဆောက် rotate ပေါ့နော်နောက်တစ်နည်းကကြတော့ဒီပုံလေးကိုပဲ rotate 2နဲ့ဆောင်းတာဒီ center point လေးပေါ်တက်တင်မယ် order key ဖိပြီးတော့ rotate 2နဲ့ထားဒီကကျတော့ degree ကလည်း20 degree ပဲဒါပေမဲ့သူ့ကို copy မူလပုံလည်းမူလတိုင်းရှိနေရမယ်နောက်ထပ် copy တစ်ခုပွားချင်တယ်ဆိုရင် copy ဆို button လေးကိုနှိပ်ဒီပုံစံလေးအဲ့ဒါလေးကိုနောက်တစ်ထပ်ပြီးတော့ပွားချင်တယ်ဆိုရင် control D shortcut ဒါကကျတော့ဒီ shape လေးကို copy ကူးရပြီပေါ့နော်ဒါကတနည်းနောက်တနည်းပြောပြမယ်နောက်တနည်းကကျတော့ဒီ rotate 2ကိုနောက်တနည်းယူတဲ့နေရာဘယ်ကနေတော့ယူမှလဲဆိုတော့ဒီမှာ object ထဲကနေ transform မှာဆိုရင်ဘာလေးရှိလဲဆို move ရှိမယ် rotate ရှိမယ် refresh ရှိမယ် scale ရှိမယ် share ရှိမယ်ပေါ့နော်အခု rotate 2ဒီဘက်မှာ rotate 2တင်လက်စားဆို rotate ကိုပဲရင်သွားလိုက်မယ်ဒီမှာ rotate 2မှာဆိုရင်အခု degree မှာ30 degree ဆောင်းလိုက်မယ်ပြီးရင် copy ဆိုတာလေးကိုနှိပ်မယ်ဒါမို့လဲနောက်ထပ်တစ်ခါ rotate ကိုနောက်ထပ်ပြီးတော့ပုံလေးထပ်ပွားခြင်းလဲဆိုရင် object ကနေ transform rotate အဲ့လိုလုပ်သွားကြမလို့ object ကနေ transform ဒီမှာ transform again ဆိုရင် control T shortcut က control T ဆောင်းနာတော့သွားတယ်လို့ပဲအဲ့တော့ကျတော့ rotate ပွားပြီးပြီဆိုရင် control T ဆိုတာပဲ3ပေါ့နော် control T ဆိုတာလေးပဲနောက်တစ်ခါ rotate ကို circle center ကဒီခုလက်ရှိပုံလေးဒီပုံလေးရဲ့ကိုမှcenter ကိုဒီနားမှာပဲ rotate လှည့်အခုကဒီ center ကိုအပြင်ကိုဆွဲထုတ်မယ်ဆိုရင်ဒီ object ကနေပြီးတော့ transfer ကို rotate ဆိုပြီးတော့ဒီလိုသွားလို့မရတော့ဘူးဘာလို့ဆိုဒီလိုသွားတယ်ဆိုရင်သူ့ရဲ့ center ကဒီမှာပဲတွားလှည့်အခုကဒီ center လေးကိုအပြင်ကိုဆွဲထုတ်ချင်တာလက်ရှိပုံရဲ့အောက်ကိုဆွဲထုတ်ချင်တာဆွဲထုတ်ချင်တယ်ဆိုရင်ဒီ rotate ကိုယူမယ် rotate လေးကိုယူမယ်ယူပြီးသွားပြီဆိုတာနဲ့အဲ့ center point လေးကို order နဲ့ဖိပြီးတော့ကြတော့ဒီအောက်ဘက်ကိုဆွဲဒီအပြင်ကိုဆွဲထုတ်မယ်ထုတ်ပြီးပါဆိုလွတ်ပြီးပါဆိုရင် degree ကို15 degree ပဲပြောင်းမယ်ပြောင်းပြီးပါဆိုရင်သူ့ကိုနောက်ထပ်ပွားမှဖြစ်တဲ့အတွက် copy button လေးပဲနှိပ်မယ်အဲ့ဒါလေးကို control T ဆိုပြီးတော့ဒါမှမဟုတ်ပါနော်ဒါကတော့ကျတော့ဒီလက်ရှိဒီပုံလေးဒီ shape တစ်ခုရဲ့ပုံလေးထဲမှာပဲဒီ shape ကိုရဲ့ပုံရဲ့ center နေပြီးတော့ဗဟုပြုပြီးတော့ပဲပုံလေး rotate လုပ်ချင်သလားသို့မဟုတ်အဲ့ဒီ center အဲ့ဒီပုံရဲ့ center ရဲ့ point ကိုအပြင်ဆွဲထုတ်ပြီးတော့ပဲ rotate လုပ်ချင်သလားပေါ့နော်ဒါတော့ကျတော့ကိုဖန်တီးချင်တဲ့ပုံစံတိုင်းဖန်တီးလို့ရတယ်ဒါ rotate 2ကိုအသုံးပြုတဲ့နည်းပေါ့နော်နောက်ဒါလေးကို reflect လုပ်ချင်တာဒီမှာ reflect တို့နောက်ပြီး object ထဲကနေပြီးတော့ transform နေရ reflect တို့
refresh ဆိုတဲ့ပုံတွေကဘယ်ညာလှည့်မယ်ပြီးတော့ကြတော့အပေါ်အောက်လှည့်မယ်ပေါ့နော်ဒါကြောင့်ရင်အခု horizon နဲ့ဆိုရင်ဘယ်ညာပထမကတစ်ပုံစံလေးဖြစ်နေပေါ့နော်ဒါပထမပုံစံလေးအဲ့ဒါလေးကိုမှဒီငါးပုံစံလေးဖြစ်သွားခြင်းနဲ့ဆို horizon ကိုတော့ပြရမယ်ပြီး preview နှိပ်လိုက်အဲ့ဒါကြောင့် horizon လေးဆိုဘယ်ညာလှည့်သွားတာပေါ့နော်ဘယ်ညာလှည့်ပြီးတော့ကြတော့ copy ဆိုတော့နှိပ်ကြည့်sorry object ကနေပြီးတော့ transform reflect particle မှာပညာနော်အခု horizon ကအပေါ်အောက်ပေါ့နော်ပုံကတော့ကြတော့ဟိုတိတ်ပြီးတော့မရှင်းဘူးဖြစ်နေလို့ပေါ့နော်အဲ့တော့အခု particle ကိုရှင်းပြလိုက်မယ်ပြီးရင် copy ယူလိုက်မယ်အဲ့လိုပုံစံမျိုးလေးပညာလှည့်တယ်နောက်တစ်ခုအပေါ်အောက်လှည့်ချင်တာဒီပုံလေးကိုပဲသွားမယ်ပြီးရင် object တွေကနေ transform တွေကနေပြီးတော့reflect ကနေပြီးတော့ horizon နဲ့ရွေးမယ်ပြီးပါပြီဆိုရင် copy ယူမယ်ဒါဆိုရင်သူကအပေါ်အောက်လှည့်သွားတယ်အဲ့တော့ဘယ်ညာလှည့်လို့ရတယ်အပေါ်အောက်လှည့်လို့ရreflect နောက်တစ်ခုဒီ reflect ကိုမှဒီမှာဒီ toolbar ထဲက reflect tool လေးကိုယူမယ်ယူပြီးပါပြီဆိုရင်ဒီ reflect tool လေးကိုဖိပြီးတော့ download ဆွဲလို့လည်းရတယ်နောက်ပြီးတော့ကျတော့reflect tool လေးကို order key ဖိပြီးတော့ဆွဲလို့လည်းရတယ်အဲဆို order key ဖိပြီးတော့နှိပ်လိုက်တာနဲ့ဒီမှာဆွမ်းနာတော့ကြာလာတဲ့ horizontal particle သို့မဟုတ် degree ဘယ်လောက်လဲချင်တာလဲကိုလဲချင်တာ horizontal particle ဆိုလည်းတရားပဲရွေးမယ်ပြီးရင် degree ကိုဆိုရင်ဒီမှာဆိုဘယ်လောက် degree လဲဆိုဒီမှာယူလို့မယ်ဥပမာ25 degree ပေါ့နော်အဲဆိုရင် copy ဒါမှမဟုတ်ဆက်လို့လေအဲဒါကြောင့် reflect သုံးပြရနည်း rotate သုံးပြရနည်းပေါ့နော်ဒီနေ့ဆိုရင် eraser နဲ့ eraser tool နောက်ပြီးတော့ကျတော့ scissor tool နဲ့ knife tool ဒီတိုးသုံးခုရဲ့နောက်ပြီးတော့ rotate သုံးပြရနည်းလေးရဲ့ဒီနေ့ရှင်းပြလိုက်တယ်ပေါ့နော်illustrator ကိုအခြေခံနေစပြီးတော့သိချင်တယ်လေ့လာချင်တယ်ဆိုရင်ဒီ YouTube channel လေးကိုရှေ့မှာတင်ထားတဲ့ video လေးကိုစဆုံးလိုက်ကြည့်ပေးပါလိုက်ကြည့်ပေးပြီးတော့ကျတော့နားမလဲတာရှိရင်ပြန်မေးလို့ရတယ်ပေါ့နော်ဒီကို rotate tool ဒီ rotate tool သုံးပြတဲ့ဟာလေးကိုပြောပြမယ် rotate tool ကကျတော့ဥပမာသဝိုင်းလေးကိုယူလိုက်မယ်ပေါ့နော်သဝိုင်းလေးကိုယူပြီးသွားပြီဆိုရင်ဒီ rotate tool ကိုသုံးလို့မယ်ဆိုရင် rotate tool လေးကိုပြန်ခေါ်ထုတ်ထားမယ်ဆိုရင်ဒါကြ reflect tool ဒါကြ rotate tool ခုပထမဆုံး rotate tool ကိုပြောမယ်ဒီ rotate ဆိုဒီ center ကနေပြီးတော့ဒီ rotate tool လေးကနေပြီးတော့ rotate tool လေးကိုခေါ်ချင်တယ်ဆိုရင်အခု center point လေးပေါ်မှာ order key ဖိပြီးတော့တစ်ချက်နဲ့လိုက်ပြီးသွားပြီဆိုတော့ဒီမှာ rotate ပေါက်လေးကြာလာမယ် rotate ပေါက်လေးကြာလာပြီဆိုရင် degree ဘယ်လောက်ဆောင်းချင်တာလဲလက်ရှိဒီပုံလေးက degree ဘယ်လောက်ဆောင်းချင်တာလဲဥပမာ degree 20ဆောင်းမယ်20ဆောင်းပြီးသွားပြီဆို preview ကိုခဏအမှန်ကြည့်ဖြုံးမယ်ပြီးရင် preview ကိုပြန်ကြည့်မယ်ဒီပုံစံလေးစောင်းသွားမယ်ပေါ့နော်အဲ့ဒါလေးကိုမူရင်းပုံကိုပဲစောင်းသွားပြီးတော့မူရင်းပုံကိုပဲတစ်ခုတည်းပဲလိုချင်တယ် copy ပွားမယူချင်ဘူးလို့ okay အဲဆိုဒီပုံလေးတစ်ခုတည်းပဲသူကပွားဆောက် rotate ပေါ့နော်နောက်တစ်နည်းကကျတော့ဒီပုံလေးကိုပဲ rotate tool နဲ့ဆွမ်းနာဒီ center point လေးပေါ်တက်တင်မယ် order key ဖိပြီးတော့ rotate tool နဲ့ထားဒီကကျတော့ degree ကလည်း20 degree ပဲဒါပေမဲ့သူ့ကို copy မူလပုံလည်းမူလတိုင်းရှိနေရမယ်နောက်ထပ် copy တစ်ခုပွားချင်တယ်ဆိုရင် copy ဆို button လေးကိုနှိပ်ဒီပုံစံလေးအဲ့ဒါလေးကိုနောက်တစ်ထပ်ပြီးတော့ပွားချင်တယ်ဆိုရင် control D shortcut ဒါကကျတော့ဒီ shape လေးကို copy ပို့တဲ့နည်းပေါ့နော်ဒါကတနည်းနောက်တနည်းပြောပြမယ်နောက်တနည်းကကျတော့ဒီ rotate tool ကိုနောက်တနည်းယူတဲ့နေရာဘယ်ကနေတော့ယူမှလဲဆိုတော့ဒီမှာ object ထဲကနေ transform မှာဆိုရင်ဘာလေးရှိလဲဆို move ရှိမယ် rotate ရှိမယ် refresh ရှိမယ် scale ရှိမယ် share ရှိမယ်ပေါ့နော်အခု rotate tool ဒီဘက်မှာ rotate tool တင်လက်စားဆို rotate ကိုပဲရင်သွားလိုက်မယ်ဒီမှာ rotate tool မှာဆိုရင်အခု degree မှာ30 degree ဆောင်းလိုက်မယ်ပြီးရင် copy ဆိုတာလေးကိုနှိပ်မယ်
ဒါမို့လဲနောက်ထပ်တစ်ခါ rotate ကိုနောက်ထပ်ပြီးတော့ပုံလေးထပ်ပွားခြင်းလဲဆိုရင် object ကနေ transform rotate အဲ့လိုလုပ်သွားကြမလို့ object ကနေ transform ဒီမှာ transform again ဆိုရင် control T shortcut က control T ဆောင်းနာတော့သွားတယ်လို့ပဲအဲ့တော့ကျတော့ rotate ပွားပြီးပြီဆိုရင် control T ဆိုတာပဲ3ပေါ့နော် control T ဆိုတာလေးပဲနောက်တစ်ခါ rotate ကို circle center ကဒီခုလက်ရှိပုံလေးဒီပုံလေးရဲ့ပုံမှာcenter ကိုဒီနားမှာပဲ rotate လှည့်အခုကဒီ center ကိုအပြင်ကိုဆွဲထုတ်မှာဆွဲထုတ်မယ်ဆိုရင်ဒီ object ကနေပြီးတော့ transfer rotate ဆိုပြီးတော့ဒီလိုသွားလို့မရတော့ဘူးဘာလို့ဆိုဒီလိုသွားတယ်ဆိုရင်သူ့ရဲ့ center ကဒီမှာပဲတွားလှည့်အခုကဒီ center လေးကိုအပြင်ကိုဆွဲထုတ်ချင်တာလက်ရှိပုံရဲ့အောက်ကိုဆွဲထုတ်ချင်တာဆွဲထုတ်ချင်တယ်ဆိုရင်ဒီ rotate ကိုယူမယ် rotate လေးကိုယူမယ်ယူပြီးပါပြီဆိုတာနဲ့အဲ့ center point လေးကို order နဲ့ဖိပြီးတော့ကြတော့ဒီအောက်ဘက်ကိုဆွဲဒီအပြင်ကိုဆွဲထုတ်မယ်ထုတ်ပြီးပါဆိုလွတ်လိုက်လွတ်ပြီးပါဆိုရင် degree ကို15 degree ပဲပြောင်းမယ်ပြောင်းပြီးပါဆိုရင်သူ့ကိုနောက်ထပ်ပွားမှဖြစ်တဲ့အတွက် copy button လေးပဲနှိပ်မယ်အဲ့ဒါလေးကို control T ဆိုပြီးတော့ဒါမှမဟုတ်ပေါ့နော်ဒါကတော့ကြာတော့ဒီလက်ရှိဒီပုံလေးဒီ shape တစ်ခုရဲ့ပုံလေးထဲမှာမယ်ဒီ shape ကိုရဲ့ပုံရဲ့ center နေပြီးတော့ဗဟုပြုပြီးတော့ပဲပုံလေး rotate လုပ်ချင်သလားသို့မဟုတ်အဲ့ဒီ center အဲ့ဒီပုံရဲ့ center ရဲ့ point ကိုအပြင်ဆွဲထုတ်ပြီးတော့ပဲ rotate လုပ်ချင်သလားပေါ့နော်ဒါတော့ကြတော့ကိုဖန်တီးခြင်းတဲ့ပုံစံတိုင်းဖန်တီးလို့ရတယ်ဒါ rotate 2ကိုအသုံးပြုနေပြီပေါ့နော်နောက်ဒါလေးကို reflect လုပ်ချင်တာဒီမှာ reflect တို့နောက်ပြီး object ထဲကနေပြီးတော့ transform နေရ reflect တို့reflect ဆိုတဲ့သဘောတရားဘယ်ညာလှည့်မယ်ပြီးတော့ကြတော့အပေါ်အောက်လှည့်မယ်ပေါ့နော်ဒါကြောင့်ရင်အခု horizon နဲ့ဆိုရင်ဘယ်ညာပထမကတစ်ပုံစံလေးဖြစ်နေပေါ့နော်ဒါပထမပုံစံလေးအဲ့ဒါလေးကိုမှဒီငါးပုံစံလေးဖြစ်သွားခြင်းနဲ့ဆို horizon ကိုတော့ပြရမယ်ပြီး preview နေလိုက်အဲ့ဒါကြောင့် horizon လေးဆိုဘယ်ညာလှည့်သွားတာပေါ့နော်ဘယ်ညာလှည့်ပြီးတော့ကြတော့ copy ဆိုတော့နေကြည့်sorry object ကနေပြီးတော့ transform reflect particle မှာပညာနော်အခု horizon ကအပေါ်အောက်ပေါ့နော်ပုံကတော့ကြတော့ဟိုတိတ်ပြီးတော့မရှင်းဘူးဖြစ်နေလို့ပေါ့နော်အဲ့တော့အခု particle ကိုရှင်းပေးလိုက်မယ်ပြီးရင် copy ယူလိုက်မယ်အဲ့လိုပုံစံမျိုးလေးပညာလှည့်တယ်နောက်တစ်ခုအပေါ်အောက်လှည့်ချင်တာဒီပုံလေးကိုပဲသွားမယ်ပြီးရင် object တွေကနေ transform တွေကနေပြီးတော့reflect ကနေပြီးတော့ horizon ကိုရွေးမယ်ပြီးပါပြီဆိုရင် copy ယူမယ်ဒါဆိုရင်သူကအပေါ်အောက်လှည့်သွားတယ်အဲ့တော့ဘယ်ညာလှည့်လို့ရတယ်အပေါ်အောက်လှည့်လို့ရ reflect နောက်တစ်ခုဒီ reflect ကိုမှဒီမှာဒီ2box ထဲက reflect 2လေးကိုယူမယ်ယူပြီးသွားပြီဆိုရင်ဒီ reflect 2လေးကိုဖိပြီးတော့တောင်းမဆွဲလို့လည်းရတယ်နောက်ပြီးတော့ကျတော့ reflect 2လေးကို order key ဖိပြီးတော့ဆွဲလို့လည်းရတယ်အဲဆို order key ဖိပြီးတော့နှိပ်လိုက်တာနဲ့ဒီမှာဆွမ်းနာတော့ကြာလာတဲ့ horizontal particle သို့မဟုတ် degree ဘယ်လောက်လဲချင်တာလဲကိုလဲချင်တာ horizontal particle ဆိုလည်းတရားပဲရွေးမယ်ပြီးရင် degree ကိုဆိုရင်ဒီမှာဆိုဘယ်လောက် degree လဲဆိုဒီမှာယူလို့မယ်ဥပမာ25 degree ပေါ့နော်အဲဆိုရင် copy ဒါမှမဟုတ်ဆက်လို့လေအဲဒါကြောင့် reflect သုံးပြရနည်း rotate သုံးပြရနည်းပေါ့နော်ဒီနေ့ဆိုရင် eraser နဲ့ eraser 2နောက်ပြီးတော့ကျတော့ scissor 2နဲ့ knife 2အဲ့ဒီ
ဒီတိုသုံးခုရဲ့နောက်ပြီးတော့ rotate အသုံးပြုတဲ့နည်းလေးရဲ့ဒီနေ့ရှင်းပြလိုက်တယ်ပေါ့နော်Illustrator ကိုအခြေခံနေစပြီးတော့သိချင်တယ်လေ့လာချင်တယ်ဆိုရင်ဒီ YouTube channel လေးကိုရှေ့မှာတင်ထားတဲ့ video တွေကိုအစဆုံးလိုက်ကြည့်ပေးပါလိုက်ကြည့်ပေးပြီးတော့ကြာတော့နားမလဲတာရှိရင်ပြန်မေးလို့ရတယ်ပေါ့နော်